တက်တော်ကိုစီနိုင်နဲ့ကြော်နေတော့မယ်လားအဲ့တော့တက်တော်ကိုစီနိုင်နဲ့ကြော်တာကျမိုင်းနဲ့ညွတ်ပါဘူးเนาะအဲ့တော့စီနေနေလေးနဲ့ကြော်လို့ရတဲ့ air fryer နဲ့ကြော်နေလေးပြပါမယ်ရှင်အဲ့တော့ဘယ်လိုကြော်မလဲဆိုတော့စက်သားလေးတွေကိုရင်ဆုံးစားစွနဲ့စက်သားမုံလေးပေါ့เนาะရတာနေပါမယ်ရှင်အမေကနေပေးတာပါနေပြီးရင်တော့ခဏကြီးခဲ့တဲ့မှာနှက်ထားပါမယ်တကယ်တော့အညလုံးနှစ်ထိုင်ပို့ပြီးတော့အေးတယ်ပေါ့เนาะမြန်ပြီးကျင်တာမို့လို့ခဏပဲနှက်လိုက်ပါတယ်ရှင်အဲ့တော့ရပြီဆိုလို့ရှိရင်တော့အမေကပေါ့နော်လုံးပေးပါတယ်ကြက်တောက်တို့နည်းနည်းလေးပေါ့နော်ခဏအရေးလေးတွေထွက်သွားအောင်လို့ဆိုပြီးတော့နည်းနည်းလုံလိုက်ပါတယ်ရှင်ရပါပြီစီးလေးနည်းနည်းရလာပြီဆိုရင်တော့ကျမ air fryer နဲ့กินပါတော့မယ်အဲ့တော့ဒီတိုင်းဆိုရင်ချက်တော်လေးဖြစ်နေမှာဆိုလို့စီးလေးဖြန်းလိုက်ပါတယ်ပြီးရင်တော့ဆွမ်းနာလုံးထားတဲ့ကြက်သားလေးတွေထည့်ပြီးတော့အပေါ်လေးကစီးလေးနည်းနည်းလေးဖြန်းလိုက်ပါတယ်ရှင်ရပြီဆိုရင်တော့ air fryer တွေကိုထည့်ပြီးတော့กินပါမယ်အဲ့တော့ air fryer ထဲမှာထုံးစံတိုင်းပဲ150ဒီဂရီလောက်နဲ့15မိနစ်စီကင်ပါမယ်ကဲဟုတ်ပါပြီခဏလေးစောင့်လိုက်ပါမယ်နော်ကဲပထမဆုံးကင်ပြီးရလာတဲ့ရလက်လေးပါအဲ့တော့ဒါလေးတိတ်မကျွတ်သေးဘူးပေါ့နော်ဒါတစ်ဖက်ပဲကင်ရသေးရဆိုတော့အဲ့တော့ okay တယ်နောက်ထပ်တစ်ပတ်ထပ်ကင်ပါမယ်ရှင်ကဲနောက်ထပ်တစ်ဖက်ကိုလည်းဒီလိုပဲပေါ့နော်150ဒီဂရီနဲ့15မိနစ်လောက်ကင်လိုက်ရင်တော့ဟောဒီလိုအရင်ကျွတ်ရပြီးတော့မှွေးပြတ်နေတဲ့စက်သားကင်လေးရပါပြီရှင်စီတွေအများကြီးသုံးစရာမလိုတော့ကျမိုက်နဲ့ညညွတ်ပါတယ်ကျွတ်ချုံချုံနဲ့ဝါစားလို့ကောင်းတဲ့ကြက်ကြော်လေးရပါပြီရှင်တတာပါနော်ဆင်ပြေကြပါစေ